ရှေ့ရသဝင်လင်းလုံးကိုလားအကျွေးဆန်းသမောတရေပြန်ကမဆွေးနွေးခြင်းတလေဆိုအတင်းမိတ်သင်မုံချေဒီလေအရှိမြောကတနဲ့ပေါ်လာလိမ့်လို့ရဲ့နဲ့တို့ပြည်သူအချွန်းကြီးလူအခွင့်ဆိုင်ရအောင်လို့တို့အဖို့ဖေးတွေတော့မှရိုးမြကြအောင်စောင့်နေရရှာသဘောပေါ်မဲ့မင်းကကြားလိုက်တာဘလောက်ကြာကြာမင်းပေါ်လာတာကိုပဲဝမ်းမြောက်ပါတဲ့ကွယ်ဟိုးပဲဒီမိုကရေစီခုချိန်မှာဥပဒေအဘသူအမေမလင်းမလို့တာကြောင့်တယောက်တအာနာဘယ်တကောင်ပါညာဆိုတာတွေတောက်ချိုးမဟန်လို့အဖို့တန်းတဲ့အမျိုးမှန်တွေနှသုံးခံခံခဲ့ရပုံကိုရှေ့မူနဲ့တွဲပူလို့မဆုံးပဲလေသမျှဒီနေ့ယခုကတော့ပါမင်းဘယ်ပုံကလေးစီမသိပါမောင်ရကဘာရွာမယ်မြမအထားတကယ်စမကြအောင်နဲ့အကြောင်းမှန်သွားတဲ့အကောင်းကြံကလေးဘောင်းမီတွေတောင်ချွတ်ကြပါသည်ပြောသို့ကလေးကြောင်းကိုအစိုးတွေညောင်းတော့တို့ပြေကောင်းတော့အိုဝဲတောင်းတော့တောင်းကိုတကယ်ချင်းကောင်းလိုက်တယ်တကယ်ချင်းအမကတော့မရတော့ပါလားတကယ်ချင်းအုံးဒီဆိုလာဖုန်ကြီးကိုတော့ဥပဇင်းတို့ရဲ့အရေးမှန်ရင်လည်းမနှဲကြံကဥထိတ်တင်နေလက်ရင်တို့တပည့်လေးပေါ့ဖုန်ကြီးလာရင်အုံးဒီမဖြစ်ခဲ့တယ်လို့ပါဖုန်ကိုတော့ရဲ့အသုံးတော်ကကပ်ပြရမောင်းအောင်တခါတော့ငါကြုံမှုတာစွန့်တကားလေးလွန်းတဲ့အချင်းစိုက်ကြကုန်ရဲ့လက်ရင်လည်းဆက်သခင်တွေကိုခလုတ်တိုက်စင်ကစွန့်ခမကျိုးပြန်ကသပိန်မောက်ပါရောအောင်ဆိုရဖုံးကိုတော့အခေါ်မဆုံးလိုက်ရှာဘူးအောင်မလေးတို့ရင်လူမနာသူပြီးနိုင်လည်းယူမီတွေလာဝိုင်းတော့မှာမို့ဖုံးကိုတော့ရဲ့အောင်အလိမ်မှာတုံးလို့တော်ပြီဟိုးပဲဒီမိုကရေစီကြောက်ဘဲလားဟုတ်တယ်မမကြောက်တတ်သူပါကြောက်ဘဲလားဟုတ်တယ်မမကြောက်တတ်သူပါကြောက်ပြဲမှာတယောက်တွေလာရှုပ်ဖို့ကြံတယ်မို့မဟုတ်မခံမှုနဲ့တယောက်အနေနဲ့ကြီးမှုရန်ကိုတတိမူရအတိတ်ပူပန်ကောင်းခဲ့ပုံကြောင့်ထောင်လေးလာကြဘူးလေခမရပဲဥပဒေရကြောက်ဖန်တယ်လဲဆိုတော့ဟောဘဝတဏိကပိကမာတော့ငရဲကိုကငါနဲ့မရညီကိုသမီးရောက်ပါဆန္ဒဝမ်းွယ်တော်လို့ဖော်ကြီးကငါအမျိုးတယ်ជីနာကိုထိပါဖို့ကြံရင်ငပိဆိုင်ဒီသွားဖို့ပြင်တယ်မင်းအမဲလေးမင်းဖေးသိမပေးခဲ့ဘူးကြောင့်ဒီလေးလားထောင်နှံဆန်းတဲ့စမြောင်ပြန်ရင်လည်းအတော့ခံရအောင်မဲ့အမို့ကြောက်ပဲလားဟုတ်တယ်မကြောက်တတ်တော့ညာခေါ်စရာတော့မစော်ရကားပြီအိုးဘက်ဒီမိုကရေစီ